အားလုံးပဲမင်္ဂလာပါအမနာမည်မဆွေကြီးဖြစ်ပါတယ်ဒီနေ့ဒီဗီဒီယိုလေးကိုအထူးကရရတဲ့ရည်ရွယ်ချက်ကတော့ကိုရီးယားနိုင်ငံကိုအခုမှစပြီးတော့ရောက်လာကြတဲ့အမတို့ရဲ့ကျောင်းသားကျောင်းသူလေးတွေအားလုံးနဲ့ညီငယ်ညီမငယ်လေးတွေအားလုံးအတွက်ကိုပဲရည်ရွယ်ပြီးတော့အမရိုက်ကူးဖြစ်တာပါအစာပိုင်းဆိုတော့ဒီလိုပဲရင်ခုန်တာတွေစိတ်လှုပ်ရှားတာတွေအားလုံးဖြစ်နေကြမယ်ထင်ပါတယ်ဒီနိုင်ငံကိုဆိုက်ရောက်လာပြီဆိုတာနဲ့အမတို့အတွက်ကအရာအလုံးကစိန်ကုန်မှုတွေအများကြီးနဲ့ကြုံတွေ့ရတော့မယ်ပေါ့နော်နံပါတ်1ဘာသာစကားအခက်ခဲနံပါတ်2ကဘာလဲဆိုရင်ယဉ်ကျေးမှုအသစ်တွေမတူညီတဲ့ယဉ်ကျေးမှုအသစ်တွေအမတို့တွေကကြုံတွေ့ကြရတော့မယ်နောက်တစ်ခုကတော့မိသားစုရဲ့အဝေးမှာကိုယ်တိုင်တယောက်တည်းရက်တည်ရတော့မယ်ပေါ့နော်ကိုယ်တိုင်ရက်တည်ရတော့မှာဖြစ်တဲ့အတွက်ကြောင့်မို့လို့အများကြီးခက်ခဲလာနိုင်တယ်ပေါ့နော်အဲ့လိုအခက်အခဲတွေနဲ့ကြုံလာတဲ့အခါတိုင်းလွယ်လွယ်ကူကူနဲ့လက်မလျှော့လိုက်ပါနဲ့ပို့ပြီးတောင်းပတဲ့သူဖြစ်လာအောင်ပုံသွင်းပေးနေတယ်လို့ပဲစိတ်ထဲမှာမှတ်ယူရမယ်ဒီလိုနေရာရောက်ဖို့အတွက်ကိုငါဘလောက်တောင်မှစူးစမ်းခဲ့ရလဲဘလောက်တောင်မှပြင်ပန်းခဲ့လဲဘလောက်တောင်မှခက်ခဲခဲ့လဲမိသားစုငါတယောက်တည်းမဟုတ်ဘူးငါရဲ့မိသားစုဝင်တွေရောနောက်မှငါ့ကိုဘလောက်တောင် support ပေးခဲ့လဲဆိုတာမျိုးအမတို့ကအမြဲတမ်းပြန်တွေးပြီးတော့ခါကြတော့အတင်ထားရမယ်ကိုတယောက်တည်းရင်ကြုံတွေ့ရတာမဟုတ်ဘူးကိုရဲ့အရှိမ senior တွေအားလုံးလည်းဒီလိုအခက်အခဲတွေအားလုံးကိုအားလုံးကြော်ဖြတ်ခဲ့ရတယ်ပေါ့နော်ကိုရီးယားနိုင်ငံမှာရောက်လာပြီဆိုတာနဲ့အလုပ်တွေစာတွေကိုပဲအများကြီးဖိမလုပ်ပါနဲ့အရေးကြီးဆုံးကတော့ကျန်းမာရေးကောင်းမွန်အောင်ကိုqueueဆက်ရပါမယ်အလုပ်တွေရဲ့ဖြည့်ဆည်းမှုတန်တွေကိုခံရတယ်ဆိုလို့ရှိရင်လည်းဒီနိုင်ငံမှာရရှိအကြိုက်နေနိုင်ဖို့မလွယ်ဘူးပေါ့နော်ကိုရီးယားနိုင်ငံမှာအရန်လာပါတဲ့နေရာတွေရှုခင်းတွေရှိပါတယ်အချိန်ရရင်ရတယ်လို့မျိုးအဲ့ဒီနေရာတွေကိုတွားပြီးတော့စိတ်ပန်းဖြေပါပြီးရင်တငယ်ချင်းအသစ်တွေရှာပြီးတော့မိတ်ဖွဲ့ပါကိုယ့်ရဲ့ကျောင်းမှာလည်းပဲနိုင်ငံတကာမတူညီတဲ့နိုင်ငံတွေကနေပြီးတော့မှဒီမှာလာပြီးတော့ကျောင်းတက်နေကြတဲ့တငယ်ချင်းတွေရှိတယ်ပေါ့နော်သူတို့တွေနဲ့လည်းမိတ်ဖွဲ့ပါရှိနေတဲ့အချိန်တွေနေ့ရက်တွေကိုအကောင်းဆုံးပဲဖြတ်တန်းပါအရန်စိတ်တက်မကြပါနဲ့မင်းတို့ရဲ့အောင်မြင်မှုတွေကိုမိသားစုဝင်တွေနဲ့အတူအနောက်မှာအမတို့အားပေးနေပါမယ်အားလုံးပဲ fight day မှာနောက်ထပ်ဗီဒီယိုမှာပြန်ဆောင်ကြပါမယ် bye bye